အားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့ကျွန်တော်တို့ Remote Company ရဲ့တထေးကြီးဒါကျွန်တော်စုတစိတ်လာယူတာကိုဒီနေ့ကျွန်တော်တို့အပြင်မှာစုတစိတ်ခံမှာထွက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ရေခုံတန်လေးတွေကိုလိုက်ပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပထမမင်္ဂလာပါကဲမင်္ဂလာပါဘုပုတ်ကဘာစုလဲစီကုမ္ပဏီရဲ့ခိုင်မာမှုစုနော်ဟုတ်ကဲ့ပါဒီငါနှစ်တော်တွင်းမှာကဲရွေ့ကျွန်တော်တို့စီးပွားရေးလုပ်ခဲ့လာတာကဘာမှတိုးတက်မှုမရှိဘူးအောင်မြင်သွားတဲ့လူလည်းမရှိဘူးကျွန်တော်တို့ရရှိခဲ့လာပါမဟုတ်ဘူးနော်ဟုတ်ကဲ့ပါခုကဒီငါနှစ်တော်တွင်းမှာကပြည်သူပြည်သားအောင်မြင်သွားတဲ့လူလည်းအများစွာရှိတယ်အဲ့ဒါပဲဒီတစ်စိတ်ကိုကျွန်တော်တို့ရရှိခဲ့လာတာအဲ့ဒါပဲဒီထမကတိုးတက်ဖို့ဒီထမကကြီးပွားဖို့ကကျွန်တော်တို့အားလုံးအတူတူကြိုးစားသွားမယ်နော်ဟုတ်ကဲ့ပါလက်ရှိမှာဆိုရင်ဒါကျွန်တော်တို့ Remote Company ရဲ့ member ခေါင်းဆောင်ရဲ့ကျွန်တော်တို့ရေခုံတန်စကားလေးကိုလည်းကျွန်တော်တို့မေးမြန်းသွားမှာဖြစ်ပါတယ်ရင်ခုန်မိပါတယ်ကြွက်သိန်းတော်မှာတပြန်ပြန်ထမိတယ်ဒီလိုမျိုးပီတိကမခံစားခက်ဘူးအခုဆိုလို့ရှိရင်တအားကိုမှရင်ခုန်ပြီးပျော်နေပါတယ်ရှင်ဟိုလေကြက်သိန်းတွေပါထားတယ်ကျွန်တော်တို့ငါးစုမြောက်တာအောင်မြင်မှုစုသိမ့်ဖြစ်ပါဟုတ်ကဲ့ပါစုစိတ်ဆိုရင်ကျွန်တော်တို့9ချိန်မြောက်စုစိတ်ပေါ့နော် Remote Company ရဲ့တိုးတက်လာတာတီးထောင်လာတာလဲ9နှစ်စုစိတ်ရတာလဲ9ချိန်မြောက်ပေါ့နော်ဒါဆိုရင်ဒီတစ်ခေါက်မှလိုက်လာတာအရန်ကိုမှလည်း PT ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ Company ရဲ့ခိုင်မာမှုကိုပို့ပြီးတော့ရရှိလာတာပေါ့နော်အဲဒါကြောင့်မလို့တီချာလေးလေးလာပြီးပါ Remote စီးပွားစနစ်ပေါ့နော်ခိုင်မာမှုအပြည့်ရှိပါတယ်လို့ကိုယ်တိုင်လည်းပါလာတယ်ဆိုတော့ဘယ်လိုခံစားရလဲခင်ဗျာအရန်ပေါ့နော်ပီတိလေးအရန်ဖြစ်ပါတယ်ရှင်တထေးကြီးကိုစားပေါ့နော်အခုပါဝင်လာတဲ့ကျမတို့ခေါင်းဆောင်ဆရာမများနေပြီးတော့ဝမ်းသာကြည်နုပီတိလေးအရန်ဖြစ်ရပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီ9နှစ်ခွဲကာလမှာကျမတို့တထေးကိုတိုင်ရနေပြီးတော့စု9စုမြောက်တိုင်အောင်ကျမတို့တထေးရယူဆောင်လာပေးနိုင်ခဲ့တဲ့အတွက်ကျမတို့ဒီခေါင်းဆောင်ဆရာမများလည်းကျမနဲ့ထပ်တူအရန်ကိုပီတိဝမ်းသာဖြစ်ရပါတယ်ရှင်ဘယ်လောက်ထိရင်ခုန်နေလဲကျွန်တော်နည်းနည်းလောက်ပြောပြပေးပါဆရာမဟိုမင်္ဂလာပါရှင်ဒီနေ့ဆိုရင်ကျမတို့တထေးကြီးအတွက်ပေါ့ဆရာမလက်တွေတောင်တုံနေပြင်ခုံလို့ကျမတို့တိုင်းမသိအောင်ကျမတို့ဂုံယူလေးစားရပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ဒါက EAD ဆရာမဒေါ်တက်ဟိမာအောင်ပဲဖြစ်ပါတယ်နော်ကဲကျွန်တော် Remote Company ရဲ့ခိုင်မာမှုစုစိတ်နဲ့ပတ်သက်ပြီးတော့ရေခုံစရာစကားလေးတွေနဲ့ပြောပြပေးပါခံစားရလဲခင်ဗျာဟုတ်ပါတယ်ရှင်အရန်ကုန်မှာပျော်ရွှင်ပါတယ်ရှင်အခုလိုမျိုးခိုင်မာတဲ့ကုမ္ပဏီခိုင်မာစုကြီးကိုရရှိသွားတဲ့အတွက်ကျမတို့နေလာရဲ့ဝန်းရံတဲ့သူတယောက်နေတဲ့တောင်မှအရန်ကိုပဲပျော်ရွှင်ရပါတယ်ဒါကြောင့်ကာယကရှင်ကိုယ်တိုင်ပထမကိုယ်တိုင်ဆိုဘယ်လောက်ထိပျော်ရွှင်လိုက်မလဲဆိုတာကျမတို့ရင်ထဲမှာခံမှန်းလို့ရပါတယ်ရှင်ဒါကြောင့်ကုမ္ပဏီကြီးကအရန်ခိုင်မာနေသည်ဖြစ်တဲ့အတွက်အခုလိုမျိုးတက်သေးကစုတစိမ့်နဲ့ပဲတက်သေးပြလိုက်ခြင်းဖြစ်ပါတယ်အကြောက်တော့ဒါ9နှစ်ဆက်တိုင်းဒီလိုမျိုး Remote Company ကြီးခိုင်မာတဲ့အတွက်ဒါထပ်မှန်ပြီးတော့စုတစိမ့်တစ်ခုကိုလာပြီးတော့ယူရတဲ့အခါမှာအရန်ကိုပျော်ရွှင်ပါတယ်။ဘာဖြစ်လို့လဲဆိုညီမတို့စက်ရုံလောက်တော့ဆိုလို့ရှိရင်ဒီလိုမျိုးပွဲတက်ဖို့ဒီလိုမျိုးစုတစိတ်ခမ်းမတွေကိုဒီလိုမျိုးတကယ့်ကိုဂုဏ်တင်ရှိတဲ့လူကြီးတွေနဲ့အဲ့လိုမျိုးချိတ်ဆက်ဖို့ဆိုတာအခွင့်အရေးမရှိခဲ့ပါဘူး။ Remote Company ကြီးမှာစူးစမ်းပြီးတော့အခုလိုမျိုးတထေးကြီးကိုလည်းပါဝင်ပြီးတော့အားဖြစ်ပေးခဲ့တယ်။အရန်လည်းပီတိဖြစ်တယ်။ကိုလည်းအရန်ကုန်ယူပါတယ်ရှင်။ Remote Company ကြီးမှာစူးစမ်းပါကြမယ်ရှင်ဟုတ်ကဲ့ပါမကတော့ဗောနော်ဒီတခါတထေးကြီးอ่ะဗောနော်တစ်နှစ်မှတစ်ခါဆုရလာတာ9နှစ်တော့တိုင်နေမှာနော်ဒီတခါဆုရတာအရန်ကုန်မှာတိုင်ထက်မတိအောင်ကိုရန်ကုန်မှာပီတိတွေဖြစ်ပါတယ်ရှင်ကြက်သိန်းတွေလည်းတစ်ချမ်းပြတ်ထက်ပါတော့နော်ဟုတ်ကဲ့တထပထကိုလေးဆိုဘယ်လောက်ဒီရင်ထဲမှာပီတိတွေဖြစ်မလဲဆိုတာဗောနော်ကျွန်မကိုယ်နဲ့လည်းဝမ်းသာအားရလုံးလို့ပါရှင်အတန်းတွေပါတုံနေတယ်အတန်းတွေပါတုံနေတာပြောတော့မထွက်ပါဘူးပီတိတွေโอเคပါနော်အရင်တုန်းကလည်းကိုကတစ်ခါမှဒီနေရာကိုမရောက်လာဘူးပါဘူးเนาะမမျှော်လဲမမျှော်လဲပါဘူးအရန်ကမှရင်ခေါက်ရတယ်တထေးကြီးအတွေ့ပေါ့နော်တထေးကြီးတော့ဘယ်လိုရင်ခေါက်မှလည်းမသိဘူးကိုတိုင်ရတော့နော်အတန်းလေးပါအတောက်တယ်ရင်ခေါက်တယ်ဒီနေရာကိုတစ်ခါမှမရောက်ဘူးပါဘူးကိုစိတ်ထဲမှာလည်းဒီလိုမျိုးနေရာကိုရောက်ခဲ့မဲ့လို့တစ်ခါမှမမျှော်လဲပါဘူးဆိုတော့ကုမ္ပဏီရဲ့အခိုင်အမာမှုလေးကိုတိုင်လက်တွေ့ပေါ့နော်တွေ့ခဲ့ပြီးဒါကြောင့်မို့အရှိဆက်ပြီးတော့ကြိုးစားမယ်လေကိုရောက်ကြည့်ပြီးတော့ PRD သွားမယ်ကြိုးစားကြမယ်ဘယ်ဆိုတာအခုချိန်ကကျွန်တော်ပထမဦးဆုံးဖြစ်တဲ့ရင်ထဲမှာလှိုင်းထားသလို PT တအားဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တဲ့ရတဲ့အတူကျွန်တော်လိုက်ပြီးတော့ဒီရာဂိုင်တို့တတိယ50ရာခိုင်နှုန်းအဖြစ်ပေးထားတာတကယ်မှန်တယ်ဆိုတာကိုကျွန်တော်လက်တွေ့ကြမြင်ရတဲ့အတွက်ကိုယ်တိုင်သိရတဲ့အတွက်ကျွန်တော်ရာဂိုင်နှုန်းအဖြစ်ကျွန်တော်စူးစမ်းပါမယ်လို့ပြောပါတယ်ခင်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါ bye bye okay ကဲဓာတ်ပုံရိုက်ကြ